တိုနီတယောက်ဝက်မွေးမြူရေးချမ်းမှာအလုတ်စင်းတဲ့ပထမဆုံးနေ့မှာတင်ဝက်တွေက1982ခုနှစ်ထုတ်လာဖိုင်ဝိုင်းမီတွေကိုပဲတောက်ကြတာကိုမြင်ပြီးပါဇက်အဟောင်းသားဖြစ်သွားခဲ့ရတယ်။နေ့တိုင်းလဲသူများငါလိမ့်လဲလက်ပြားတဲ့ဂိုင်းတစ်ခုတည်းရောက်နေတာလားလို့တောင်တန်တရားဝင်မိတဲ့အထိပဲ။ဒါပေမဲ့ချုံမောလှပတဲ့ချမ်းမန်နေဂျာမလေးကတော့စိုးရင်စရာမရှိကြောင်းသူ့ကိုစိတ်အေးအောင်ပြောရှာပါတယ်။ပြီးတော့မှအနောက်ကနေအနီရောင်ပလတ်စတစ်ပုံးလေးတစ်ပုံးဆွဲထုတ်လာပြီးတိုနီကအလုတ်စီးဖို့ကားအချို့စီစဉ်ပေးထားတာလို့ပြောတယ်။ဒါပေမဲ့တိုနီကအဲ့ဒီပုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့လုံးဝစွန့်သွားခဲ့ရတယ်။အထဲမှာရှိနေတာတွေကပြိုင်ကားလမ်းစားတွေရဲ့တော့တွေဖြစ်နေလို့ပါပဲ။ပျက်စီးယိုယွင်းနေတဲ့ဝက်ချံတွေကိုမျက်စိထဲမြင်အောင်ပြီးဒါဟာလူငယ်လူသမားတွေကိုမြှုပ်ဆွဲပြီးဆွဲထားတဲ့လှည့်ကွက်တစ်ခုပဲလို့တိုနီကထင်သွားခဲ့တယ်။ဒါကြောင့်ချမ်းမန်နေဂျာမလေးကိုတီတီတန်းတန်းပဲကျွန်တော်ဒီကိုအလုပ်လာလုပ်တာဖြစ်တဲ့အတွက်အစွမ်းကုန်စူးစမ်းသွားမှာပါ။ဘလောက်ပဲပင်ပန်းနောက်ဆုတ်သွားမှာမဟုတ်ပါဘူးလို့ပြောလိုက်တယ်ချမ်းမန်နေဂျာမလေးကပြန်ရှင်းပြမလို့ကြံရွယ်နေတော့မှပဲတိုနီဖုန်းမြည်လာတာကြောင့်တိုနီကဖုန်းပြောဖို့အပြင်ကိုထွက်သွားခဲ့တယ်။ဒါကိုကြည့်ပြီးမန်နေဂျာမလေးကတိုနီတယောက်ဒီကားတွေကိုအောက်တန်းကြတယ်လို့ထင်သွားတယ်လို့အထင်လွဲသွားခဲ့တယ်။ဒါနဲ့ပဲသူလဲဝက်ချံအပြင်ဘက်ကိုထွက်ပြီးတိုနီနဲ့တင့်တော်မဲ့ကားကောင်းကောင်းတစ်စီးကိုရှာဖို့ပြင်တော့တာပေါ့။ကားတွေကိုလိုက်ကြည့်ပြီးတဲ့နောက်မှာတော့ဒီကားတွေကတကယ်ပဲအဆင်မမီဘူးလို့သူကိုယ်တိုင်လဲလက်ခံသွားခဲ့တယ်။ဒါကြောင့်သူအစ်စ်ဝယ်ယူထားတဲ့ Lamborghini ရောင်းပြခန်းကိုသွားပြီးတိုနီအတွက်လက်ဆောင်ပေးဖို့အကောင်းဆုံးမော်ဒယ်တစ်စီးကိုရွေးခိုင်းဖို့သူ့လက်ထောက်ကိုချက်ချင်းညွှန်ကြားလိုက်ပါတော့တယ်လက်ထောက်ကထွက်သွားဖို့ပြင်နေတော့မှပဲအနားကအဖိုးအိုကလှမ်းတာပြီးအခုရက်ပိုင်းကပစုံထုတ်ပွဲတော်နဲ့လဲနီးနေပြီဆိုတော့တိုနီအိမ်ကိုပို့ဖို့ပွဲတော်တွင်လက်ဆောင်တချို့ပါတပါးတည်းပြင်ဆင်သွားဦးလို့တတိပေးလိုက်တယ်တစ်ဖက်မှာလဲတိုနီစီဖုန်းဆက်လာတာကတော့သူ့ရဲ့မွေးစားညီလေးဖြစ်ပြီးပွဲတော်ရက်မှာအိမ်ပြန်လာဖို့လှမ်းခေါ်တာဖြစ်ပါတယ်ဒါပေမဲ့တိုနီတယောက်ဒီဝက်ချံမှာလာပြီးအလုပ်လုပ်နေရတာဟာလွန်ခဲ့တဲ့3ရက်လောက်ကအဲ့ဒီမွေးစားညီနဲ့မိဘတွေကြောင့်ပဲဖြစ်ပါတယ်။တိုနီကကုမ္ပဏီကြီးတစ်ခုကနေအလုပ်ခေါ်စာရထားခဲ့တာပါ။ဒါပေမဲ့အဲ့ဒီစာကိုသူ့ညီကခိုးယူပြီးနာမည်ပြောင်းလိုက်တာဖြစ်ပြီးဒါဟာနောက်တစ်ချိန်မှာအဲ့ဒီညီဖြစ်သူအကြီးကျယ်နောင်တရစီမဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်လာပါလိမ့်မယ်။တိုနီကဒီအမှန်တရားကိုသိသွားတဲ့အခါမှာတော့သူ့ညီကနောင်တရတဲ့အရေးအယောင်လုံးဝမပြတဲ့အပြင်ဒီအလုတ်ကငါနဲ့ပဲထိုက်တန်တာမင်းလိုကောင်ကဝက်ကြောင်းမိုးပဲတန်တယ်လို့ပြောပြီးလှည့်ထွက်သွားခဲ့တယ်ဒေါသထွက်သွားတဲ့တိုနီကသူ့ညီကိုဆွဲကင်လိုက်တဲ့အချိန်မှာပဲမိဘတွေကမြင်သွားပြီးအကျိုးအကြောင်းမေးမြန်းခြင်းမရှိပဲတိုနီဘာကိုဖျက်ရိုက်လိုက်ပါတော့တယ်ပြီးတော့လေတိုနီကိုဘာကောင်မှမဟုတ်တဲ့အတုံးမကျတဲ့ကောင်လိုကဲ့ရဲရှုပ်ချပြီးအိမ်ပေါ်ကနေပါရဲဆက်ဆက်နှင်ချလိုက်ကြတယ်တဲအိမ်ပြန်လာရင်အလုတ်ခေါ်စာကိုခိုးယူခဲ့တာကိုဝန်ခံပေးမယ်လို့လည်းကတိပေးခဲ့တယ်တိုနီကလည်းဘာမှမရိပ်မိပဲသူ့စကားကိုယုံကြည်သွားခဲ့ပေမဲ့ဒါဟာတိုနီကိုအဆက်ခွဲဖို့ဆင်ထားတဲ့အကွက်တစ်ခုသာဖြစ်ပါတယ်။ညီဖြစ်သူကအိမ်ကိုအရင်ဦးဆုံးပြန်ရောက်နေပြီးဆွေမျိုးတွေရဲ့ဝိုင်းဝန်းချီးမွမ်းမှုကိုခံနေရတာပေါ့။ကုမ္ပဏီကြီးမှာအလုပ်ရလို့တထေးရုပ်ပေါက်နေပြီဆိုပြီးဝိုင်းပြောနေကြတယ်။သူကလည်းကုမ္ပဏီကပေးတဲ့ပစုံထုတ်ပွဲတော်လက်ဆောင်တွေကိုဂုဏ်ယူဝင့်ကြွားစွာထုတ်ပြပြီးဒီပစ္စည်းတွေကတစ်ခုကို9သိန်း16,000လောက်တန်တာလို့ကြွားလုံးထုတ်နေခဲ့တယ်။မိဘတွေကလည်းတားငယ်အတွက်ဂုဏ်ယူမဆုံးဖြစ်ပြီးထမင်းစားဖို့အတင်းခေါ်နေကြတော့တိုနီရောက်လာခဲ့ပါတယ်။ဒါပေမဲ့တိုနီကိုမြင်ချင်းမှာပဲမိဘတွေကယွန်ရှာမုန်းတီးတဲ့အမူအရာတွေပြကြပြီးငါတို့မှာတားတယောက်ရှိရင်တော်ပြီလို့ပြောလိုက်တာကြောင့်တိုနီစွန့်သွားခဲ့ရတယ်။သူ့ညီကလည်းတိုနီကိုတမင်တက်အဆက်ခွဲဖို့အတွက်လက်ဆောင်အိတ်အသေးလေးတစ်အိတ်ကိုကမ်းပေးလိုက်တယ်။အဲ့ဒီခါကျမှတိုနီလည်းသူ့ညီရဲ့ရုံမာတဲ့ရွေချက်ကိုချက်ချင်းသဘောပေါက်သွားခဲ့ရတယ်။လှည့်ကွက်ကပေါ်သွားတဲ့အခါမှာတော့ညီဖြစ်သူကဟန်ဆောင်မနေတော့ပဲတိုနီကိုရန်စစိန်ခေါ်ပါတော့တယ်။ဒေါသ